ချို့မိဘတွေကခလေးတယောက်တည်းဆုံးရှုံးလိုက်ရတော့မဟုတ်လေကျမတို့တုတ်တန်ရောက်တော့မင်းကလေးနှစ်ယောက်အတွဲလိုက်လေးတွေ့တော့ဘေးနားမှာသူ့မိကမိုးနေတာမနေ့ကတော့အကောင်းတိုင်းကြောင်းသွားကြတယ်ခဏနေတော့တပီးနှစ်ယောက်လုံးဆုံးရှုံးလိုက်ရတယ်တယောက်ကခေါင်းမပေါဘူးဆိုတော့မိခင်တယောက်ရဲ့ပူဆွေးမှုကဘယ်လောက်ထိခံစားရရှာမလဲစစ်ကောင်စီလေးတစ်စင်းဟာတိုက်ပွဲတွေပါလေဖြစ်နေတဲ့ရွာကိုသူတို့လည်းဘာမှမလုပ်ပဲတိုက်ခိုက်တာလူ9ယောက်တည်ပြီး9ယောက်တန်းရရတယ်တိခိုက်တာအကုန်ရက်သားတွေပဲဖြစ်နေတဲ့နေရာကိုရောက်ချင်းမဲ့အလောင်း10လောင်းလောက်ကိုရှာတွေ့တာပေါ့တော်တော်များများကဒီထိခိုက်ထားတဲ့အကြောင်းနောက်ပြီးတော့တစားစီဖြစ်နေတာတို့ကြောင့်လည်းဘယ်သူပဲဝါဆိုတာပြောဖို့ခက်နေတာပေါ့နော်ကျန်တဲ့လူအစိတ်ပိုင်းတွေလည်းပြန်စုဖို့လိုအပ်နေတယ်